ပေလေရီအောင်မီးတောင်ပောက်ကွဲမှုတွေနဲ့ကုန်းမြစ်ပြည်ပေါ်မှာရှိတဲ့မီးတောင်ပောက်ကွဲမှုတွေမြေငလျင်နဲ့ပတ်သက်တဲ့ကိစ္စရဲ့ကလေးတွေမှာရောနောက်တစ်ချက်ကရွှေစည်းနဲ့မြေစည်းခံမှန်းလို့မရအောင်နှိမ့်သွားတာလားတက်သွားတာလားပြောလို့မရပဲနဲ့ကမောက်ကမဖြစ်တာပေါ့နော်အားလုံးမင်္ဂလာပါရှင်လာမယ့်2025 12လပိုင်းအတွက်ဆီယမထက်တက်တော့ဟောကြားပေးနေကြပုံစံလေးတိုင်းနဲ့စကလုံးလေးများနဲ့ Hot7 Plus ရဲ့နေရာကိုဟောကြားပေးတော့မှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့12လပိုင်းမှာအထူးသတိထားစရာကိစ္စရက်ကလေးတွေရှိပါတယ်ရှင်အဲ့ဒါလေးကတော့နံပါတ်1အရေးကြီးဆုံးသတိထားပေးရမှာစနေမင်းရသည်မှာအင်္ဂါဓနုရသည်မှာသူတို့12လပိုင်း12ရက်နေ့ကာလအပိုင်းခြား9ရက်ကျော်10ရက်ကျော်အပိုင်းခြားတွေကစပြီးတော့မှာစနေရလေအင်္ဂါကိုအထူးမြင့်10တက်အမြင်နဲ့မြင်မယ်အင်္ဂါကလည်းစနေကိုအထူးမြင့်4တက်အမြင်နဲ့မြင်မယ်တိတ်ကိုဖြစ်တောင့်ဖြစ်ခဲဖြစ်စင်နဲ့အရင်တော့ဖြစ်တောင့်ဖြစ်ခဲမဟုတ်ပါဘူးရှိတော့ရှိပါတယ်အဲ့လိုမျိုးအမြင်လေးတွေကဒါမဲ့ဒီလိုမျိုးမြင်သွားပြီဆိုကပောက်မှာထူးခြားတာ negative ဘက်ကလေးတွေပုံများနိုင်တယ်စနေအင်္ဂါပြန်လည်အမြင်အနေနဲ့မှာကဘာလုံးဆိုင်နဲ့ပတ်သက်တဲ့စစ်မရေးရာပြဿနာတွေလက်နက်မိပောက်ကွဲမှု BNN နဲ့ပတ်သက်တဲ့ကိစ္စကြီးကလေးတွေမြေပပချိုအထူးသတိထားမှာဖြစ်တယ်တစ်ဖက်ကစနေလေဖြစ်တဲ့အတွက်ကြောင့်မလို့ဘာလေးတွေသတိထားပေးရမလဲဆိုပေလေရီအောင်မီးတောင်ပောက်ကွဲမှုတွေနဲ့ကုန်းမြစ်ပြည်ပေါ်မှာရှိတဲ့မီးတောင်ပောက်ကွဲမှုတွေမြေငလျင်နဲ့ပတ်သက်တဲ့ကိစ္စရက်ကလေးတွေမှာရောနောက်တစ်ချက်ကရွှေစည်းနဲ့မြေစည်းခံမှန်းလို့မရအောင်နှိမ့်သွားတာလားတက်သွားတာလားပြောလို့မရပဲနဲ့ကမောက်ကမဖြစ်တာပေါ့နော်အဲ့ဒါလေးတွေပြောလို့ရတယ်ဒီကမ္ဘာနိုင်ငံရေးကိစ္စတွေနဲ့အခင်းကျင်းနေမှာမတည်မငြိမ်လေးတွေဖြစ်နိုင်တာကြောင့်မလို့ရွှေစည်းမြေစည်းလေးတွေရတယ်ကမောက်ကမဖြစ်သွားတာမျိုးတွေဒါတိတ်ဖြစ်နိုင်တာပေါ့ဒီပညာရှင်အမြင်နဲ့ခံမှန်းကြည့်ရင်တော့မဖြစ်နိုင်တယ်ဒါပေမဲ့ဂျိုတွေကလည်းပါဝင်ပတ်သက်လာပြီဒါတွေဖြစ်နိုင်တယ်အဲ့တော့သတိထားရမယ်နောက်တစ်ချက်ကကြတော့ကြာတာပရိရန်အိမ်မှာအားမရှိဘူးဒီကြားတဲ့ retro ပြန်နေသေးတယ်ဟိုဘက်ကရဟုတ်9ရက်9ရက်အမြင်နဲ့အထူးဖလှယ်ရစော်ထားကြတယ်တကြိုနဲ့တကြိုဘာဖြစ်မှာလဲဘာသာရေးဆိုင်ရာစိတ်ညစ်ညူးပွဲရာမခံကြည့်မခံကြဖြစ်စီရာသတင်းစကားအမှားလေးတွေကြုံတွေ့ရနိုင်တယ်နောက်တစ်ခုကတိလသမารီပညာရှိတဲ့ဆရာတော်ဘုရားကြီးတွေရဲ့ကျမ်းမာရေးအနေနဲ့ဂုဏ်သိက္ခာအနေရဲ့ဘိုင်းလေးတွေမှာဘာသာရေးအဆောင်သာသနိကအဆောင်ဘာသာရေးကိစ္စရေးကလေးမှာအခြေတင်သတိထားပေးရမှာပေါ့နော်အဲ့လိုကိစ္စရေးကလေးသတိထားပေးရမှာဖြစ်ပါတယ်အဲ့တော့နမိတ်အစစကလုံးလေးတွေနဲ့စတင်ပြီးဟောပေးပါမယ်ရှင်ပထမစလုံးအုပ်စုစုစီစောအဲ့ဒါနဲ့လအခရာနဲ့စတဲ့သူလေးတွေအလုတ်ရာရုတိုလစာတို့မယ်အမှုကိစ္စစေးုံစေးကံမတော်တဆပြဿနာအထူးသတိထားပေးရမယ်ရရရာလေးတွေနဲ့ပတ်သက်ပြီးပြုလုပ်ပေးရမှာလေးတွေကတော့ကြောင်စာခွေးစာမပြတ်ကြွေကြောင်ခွေရခွေးကြီးအလူတန်းပြုလုပ်ပေးလို့လည်းရတယ်နိုင်ငံသားမှာရောက်နေတဲ့တွေလည်းလှူဒန်းမေးလို့ရတယ်နှင်းစီပန်းအဝါတို့မို့အနီးအိမ်ရဖေးရမှာမနက်ပိုင်းလေးတွေကတ်လူပူဇော်ပေးလို့ရတယ်နောက်ထပ်နာမည်အစအခရာအဘာဝသမားလေးတွေခေါင်းရှုပ်စရာစိတ်ရှုပ်စရာအမှုရေး problem ပြဿနာကိုစီကိုဝင်နိုင်တဲ့ခေါင်းခဲစရာခေါင်းပေါ်မှာအလေးတစ်ခုတင်ထားရတယ်လို့ဖြစ်တတ်တာအလုပ်ကိစ္စအဆင်မပြေဘူးဒီအလုပ်မှာအဆင်ပြေရော okay ပြောင်းချစ်ချင်းပြောင်း okay တယ်အလုပ်အသိရမယ်ရာထူးတိုလစာတို့ကိန်းရှိတယ်နိုင်ငံခြားသွားဖို့စီစဉ်နေဒီတစ်နေ့တွင်းရောက်လိမ့်မယ်အခက်ခဲမရှိ very good okay အနေထားရမယ်အဘာဝရန်ကုန်ဆိုပိုးတောင်ဘုရားမှာအုံညွန့်တို့ဝါညွန့်တို့ကတ်လို့ပူဇော်ပေးတဲ့ရရရာလေးပြုလုပ်ပေးရပါမယ်ရှင်နောက်တဲ့ရရရာလေးတွေကတော့မေမျိုးပန်းလေးအိမ်ရဘုရားမှာကတ်လို့ပူဇော်ပေးတာနှင်းစီပန်းဆိုလဲကတ်လို့ပူဇော်ပေးတာရပါတယ်ခွေးစာကျွေးပေးရမယ်နောက်တဲ့နာမည်စားအခေကကကြီးဆလင်ကသူတို့ကတော့အကောင်းပကတိသမားပဲကောင်းနေတယ်ဆိုတဲ့အတွက်ကြောင့်မလို့ကောင်းကြီးအဖျားပြရမယ်ဒါပေမဲ့သူတို့အတွက်တကိုးရတကားရခေါင်းရှုပ်စရာစိတ်ရှုပ်စရာကိစ္စရက်ကလေးတွေရှိနေနိုင်တော့သတိထားပေးရမယ်ရှင်ရရရာလေးတွေအနေနဲ့ဘာလုပ်ပေးရမလဲဆိုတော့ကဏမာပန်းလေးတွေအင်းရဖေးရမှာကတ်လို့ပူဇော်ပေးတာမျိုးနောက်တော့ရဟန်းတန်ကတိလာရှင်အလူခံလိုက်တဲ့ပုံကိုလေးတွေကိုပဲနို့လေးတွေကတ်လို့ပူဇော်ပေးတာမျိုးပြုလုပ်ပေးလို့ရပါတယ်ရှင်နောက်တဲ့နာမည်အစအခရာဟာအခရာနဲ့စတဲ့သူတွေokay very good မစိုးဒါပေမဲ့အမှုကိစ္စပြဿနာမတော်တဆဘေးဥပတ်အနေနဲ့ထိခိုက်မှုလေးတွေမှာတွားလာနည်းနည်းပါသတိထားဒါပေမဲ့အသက်အနေတွေပါအဲ့လိုမစိုးရင်အောင်သတိထားနောက်တစ်ခုကဆရာသမားအကြီးကဲတွေကိုအထင်မြင်လွဲပြီးသူတို့နဲ့ရန်ဖြစ်ရတတ်တယ်ဒါပေမဲ့တော့ပြန်ပြီးတော့ပြည်လဲနိုင်ရင်တော့ရှိတယ်ရရရာလေးတွေအနေနဲ့မှာကနှင်းစီပန်းအဝါသုံးမို့အနီလေးအိမ်ရဖះမှာကတ်လို့ပူဇော်ပြီးကြောင်စာခွေးစာကျွေးပြီးဇီးဖြော်ရည်လဲဖះမှာကတ်လို့ပူဇော်ပေးလို့ရပါတယ်ရရရာတွေကတော့အချွင်းငတ်မရှိမနဲ့အစောလို့ပြီးအရေးအတွက်တော့မလုံးနောက်တဲ့နာမည်အစအခရာမအခရာသမားလေးတွေမအခရာသမားလေးသတိထားပါနံပါတ်1အခြေရေး relationship
အိမ်နောက်ဘက်အမျိုးသားတွေရဲ့ကျန်းမာရေးတတိထားပေးရမယ်နောက်ထပ်တတိထားပေးစရာတော့တအိမ်နဲ့ပတ်သက်တာလေကောင်းစအုံနဲ့ပတ်သက်တဲ့ယောဂကြီးဝေဒနာလေးတွေကိုတတိထားပေးရမယ်ရှင်မအခရာသမားလေးရေရဂေါရမမြတ်စွာဘုရားလို့စိုင်းမွတ်တက်ထားတဲ့ဖျားဘယ်ဖျားမှမဆိုဂေါရမမြတ်စွာဘုရားလို့စိုင်းမွတ်တက်ထားတဲ့ဘုရားမှာမင်းမြုပ်ပန်းလေးကတ်စုပူဇော်ပေးလို့ရတယ်အချိန်လေးရဲ့အရာအပွင့်အရေးအတွက်မရွေးဘူးနောက်ထပ်ရေရလေးတွေအနေနဲ့ဆိုလို့ရှင်ငါးလွတ်လှီပေးလို့ရတယ်ငါတကောင်တပိတ်တာ10ပိတ်တာကိုတက်နိုင်တယ်လို့ကြိုက်တယ်လို့လွတ်ပေးပါနောက်ထပ်နာမည်စာအခရာပါဆောက်ထဝယ်မယ်တာရပင်ဟတ်တို့တချို့ရှင်တို့ဘာလို့လဲရှိပါဆောက်တို့နာကြီးတို့ထဝယ်မယ်ထေတို့ဘာလို့အဲ့ဒီနာမည်အစားအခရာလေးတွေကတော့ relationship ပြဿနာကြီးနဲ့ပတ်သက်ပြီးသတိထားဒါပေမဲ့သူတို့လက်ပွင့်ရမယ့်ကိစ္စလေးတွေဖြစ်နေလက်ပွင့်စရာသူတို့အတွက်အဆင်ပြေအောင်မြင်ပျော်ရွှင်စရာလေးတွေတော့ဖြစ်နေပြီဒါပေမဲ့သူများအမှုကိုအမှုခေါင်းပတ်တက်တဲ့အမှုကိစ္စလေးတွေတတိချခေါင်းရုပ်စရာစိတ်ရုပ်စရာလေးရှိနေတယ်ဒါပေမဲ့အကောင့်ဘက်ကိုတော့ရောက်နေတယ်ပေါ့နော်အဲ့ဒါလေးရှိပါတယ်။အော်အရှိကမအခရာသမားလေးတွေပတ်စံဝင်နိုင်တယ်နော်။ပတ်စံဝင်တာထက်အိမ်ဝင်နိုင်တယ်လို့ပြောပြတာအိမ်ဝင်နိုင်တယ်။အိုးအိမ်ဝင်နိုင်တယ်။အစ်စ်ဝယ်ဖို့ရည်စူးထားတာရှင်။အဲ့တော့ပါဆောက်ထောက်ဝင်မယ်နာကြီးတာရပင်ဟတ်တို့သမားလေးတွေရေဒီယာလေးတွေအနေနဲ့ဘာလေးပြုလုပ်ပေးရမလဲဆိုတော့အိမ်ရဖျားမှာထိပြုတ်တော်မို့ရွှေထီးလေးမိုးပေးတာမျိုးပြုလုပ်ပေးရပါမယ်ရှင်နောက်ထပ်နာမည်အစအခရာရာကောက်တောင်ဝင်းမှုသမားလေးရာကောက်တောင်ဝင်းမှုစိတ်ယုံစိတ်ကအမှုကြီးမတော်တဆပြဿနာလေးတွေတတိထားပေးပါဒါပေမဲ့အလုတ်မရသေးသူတွေအလုတ်အသေးရမယ်။အိုးအိမ်နေရာတိုင်းရဲ့အသေးရမယ်။ကောင်းကြီးမင်္ဂလာအဖျားပြားတွေနဲ့အလုတ်ထဲမှာရာဟုတိုးလာစာတိုးဖြစ်မယ်။ဒါပေမဲ့အမှုကိစ္စလေးတွေပြဿနာလေးတွေတော့တတိထားပေးပါ။ရေရာလေးတွေအနေနဲ့မှာဘာလေးတွေပြုလုပ်ပြရမယ်။အောက်တပြေစပယ်ပန်းလေးအိမ်ရဖျားမှာကတ်လို့ပူဇော်ပေးပါရှင့်။နောက်ထပ်နမဲအစအခရာနာငယ်ရပလက်သမားလေးတွေနာငယ်ရပလက်သမားလေးတွေကဘာလေးတွေဖြစ်နိုင်လဲသူတို့ဘဝမှာခေါင်းရှုပ်စရာစိတ်ရှုပ်စရာနှစ်ရှည်လာများပူလောင်စရာလေးတွေမှာအဆင်ပြေပြီးအေးချမ်းလာတဲ့အပိုင်ရပြီးသားသမီးရဲ့အပူတော့ကလေးတွေရှိရင်အိမ်နေရာထိုင်ရင်းမတည်မြဲခြင်းနဲ့အလောက်ကင်မတည်မြဲခြင်းလေးတွေတော့ရှိတယ်။ဒါပေမဲ့နားငယ်ရပလက်သမားလေးနာနေနှစ်ချီရှိပြီ။အခုကဘာလေးဆိုအကောင်းလေးတော့ဖြစ်လာပြီပေါ့နော်။မစိုးဘူးအကောင်းလေးတွေဖြစ်လာနိုင်ပြီ။ဘာလဲတောက်တော်ရည်နဲ့ရွက်လာတတိစုံလေးအိမ်ရဖေးရမှာရေတရားလေးကတ်ပေးပါပေါ့နော်။ဘာတတိရရပေါ့။နောက်ထပ်နာမည်အစအခရာဘာကို power ထုတ်ထောက်အချိုက်နဲ့စတဲ့နာမည်အစအခရာသမားလေးတွေတပည့်တပန်းဆရာသမားအကြီးကဲနဲ့ပတ်သက်လို့တတိထားပြီးအိုးအိမ်အပြောင်းရွှေ့ကန်တရားလေးတွေရှိရင်နောက်တစ်ခုကအလင်းစလုံးနဲ့လှုပ်လိုက်တဲ့ကိစ္စတွေမှာအမြဲတမ်းပေါ့နော်ကိုယ့်ဘက်ကသွေးဆူလွယ်နေလိမ့်မယ်အဲ့တော့ရေရာလေးတွေအနေနဲ့ဘာလေးတွေပြုလုပ်ပေးရမလဲဆိုတော့သွေးဆူလွယ်နေတဲ့ကိစ္စရက်ကလေးတွေမဖြစ်အောင်လို့ပေါ့နော်ကိုယ်စိတ်ကိုထိမ့်မေးနိုင်လို့ရှင်တော့အကောင်းဆုံးပါပဲရေရာလေးတွေအနေနဲ့မှာတော့ငားလွတ်ပေးရမယ်အိမ်ရဖျားမှာမင်းမြုပ်ပန်းလေးကတ်လို့ပူဇော်ပေးရပါတယ်အဲ့ဒါလေးပြုလုပ်ပေးအောက်တပြေအညွန့်လေးကတ်လို့ပူဇော်ပေးလို့ရပါတယ်ရှင်နောက်ထပ် S နာမည်အစအခရာခါခွေးစာခွေးခါငယ်နဲ့စတယ်လို့ကောင်းကြီးမင်္ဂလာအဖျားပြားနဲ့ relationship စမ်းပွင့်တာအိမ်အောင်ကြတာဒီအချိန်မှာဆိုဂုံတိတ်ခါရှိဂုံသေးရှိတင့်တယ်ပြီးခန္ဓာကြီးကျယ်တဲ့မင်္ဂလာပွဲတွေဆင်မြဲနိုင်တာမျိုးဖြစ်လိမ့်မယ်ဒါပေမဲ့အလုံးအပြောင်းလဲရှိတယ်အလုံးထဲမှာပတ်စံအလင်ခံရေးရှိတယ်ကျန်တာတော့လူမှုရေးကျန်းမာရေးစီးပွားရေးအဖက်ဖက်ကကောင်းနေပြီညီကောင်မောင်နှမဆွေမျိုးသားချင်းပြဿနာလေးတွေဆိုလို့ရှင်တော့တတိထားပေးဖို့လိုပါတယ်ရှင်ရေရာလေးတွေအနေနဲ့မှာတော့ဘာလေးတွေပြုလုပ်ပေးရမလဲအိမ်ရဖေးရမှာထိပြူတို့မို့ရွှေတီးလေးမိုးပေးတာတောက်တော်ရည်တတိစွန်းလေးတွေမပြတ်ကပ်ပေးပါရှင်တောက်တော်ရည်တတိစွန်းနေရလေဖျားပန်းကတ်လူပေးတာစီမီကတ်လူပေးတာတွေကလေရေရာရေမမလို့မဟုတ်ဘူးကိုယ့်ရဲ့အတိစိတ်တဲ့နဲ့မနဲ့မိုးလင်းစောစောဒီဖျားเจ้าဆောင်မှာဒီလိုကတ်တဲ့လူကဒါအစိတ်နဲ့ကအကြီးကိုပြုတ်လုပ်ထားတဲ့လူပဲမြတ်စွာဘုရားတက်ရှိထင်ရှားခဲ့ဆိုကတ်လို့ပူဇော်တဲ့လူတွေကသူများနဲ့ရှင်နှာတပြားမုံနှာဆယ်ပြားမကတာတယ်ပေါ့နော်ဘသူကဒါကိုကတ်လို့ပူဇော်နိုင်ရင်ပေးနိုင်မယ်ဆရာမတို့တော့မှဒီလိုနှင်းတိုင်းကတ်လို့ပူဇော်မယ် no မဟုတ်ဘူးဆရာမတို့တော့မှဒါမလုပ်နိုင်ဒီလိုနှင်းတိုင်းလုံနိုင်တဲ့လူကအားလုံးထက်နှာတပြားမုံနှာဆယ်ပြားတာတယ်နော်ရတရာလို့စိတ်ထဲမှာသဘောမထားနဲ့ဒါလေးကိုပြောပြပေးရပါတော့じゃဒီဘီရင်ဆီယာမဒါကိုရေရအနေနဲ့သုံးတယ်ဆိုတော့ရေရေလို့စိတ်ထဲမှာဆွဲသွားမှာဆိုလို့ဒါကံမြင့်ကံပွင့်စီမဲ့အစီကံအခွင့်အလမ်းလေးတွေကိုပြောပြနေတာဖြစ်ပါတယ်ပေါ့နော်နောက်တဲ့နာမည်အစအခရာတအခရာသမားလေးတွေတအခရာသမားလေးတွေဘာလေးတွေဖြစ်နိုင်တယ်တအခရာသမားလေးတွေခေါင်းရှုံးစရာစိတ်ရှုံးစရာလေးတွေရှိနိုင်တယ်ဒါပေမဲ့သူကဒီချိန်ခါမှာတော့သူရန်အပေါင်းကို
အောင်မြင်နိုင်ပြီသူ့မှာကိုသားလို့မပြောက်ကင်းတဲ့ယောဂါတွေရှိလို့ရှိရင်ပျောက်ကင်းမဲ့အချိန်ခါဖြစ်နေတယ်မိသားစုကိစ္စလေးတွေမှာတော့နည်းနည်းသတိထားပြီးအလုပ်ရာတို့လစာတို့ကောင်းကြီးမင်္ဂလာလေးတွေရနေပြီခေါရမမြတ်စွာဘုရားလို့စိုက်မှုတတ်တာတဲ့ဘုရားမှာမေမြုပ်ပန်းလေးကတ်လို့ပူဇော်ပေးလို့ရတယ်အင်းရဘုရားမှာအောင်တပြေနဲ့စပယ်ပန်းလေးကတ်လို့ပူဇော်ပေးလို့ရပါတယ်ရှင်နောက်တဲ့နမေစာအခရာထဆင်လူဓာတွေစားမြင်စွင်ညအခရာနဲ့စတဲ့သူတွေနောက်တဲ့စာလုံးဒုတိယအုပ်စုစိတ်ဆန်စန္ဒရာစီတို့ရောပါတော့နောက်ထပ်စန္ဒာဆန်အဲ့ပေါ်မှာနော်ဆန်လို့ပါတော့အဲ့ဒီနာမည်အစားအခရာစာလုံးဒုတိယအုပ်စုနဲ့ထဆင်လူဓာတွေစားမြင်စွင်ညသမားလေးကောင်းတဲ့ပတ်ကလေးတွေရလာပြီတတိထားခေါင်းရှုပ်စရာစိတ်ရှုပ်စရာတွေဖြစ်ရမယ့်နေရာအနေရှိတဲ့နေရာကိုမသွားနဲ့အသက်အနေထိခိုက်နိုင်ငယ်ရှိလားပါညာဆိုအဲ့လိုမျိုးရဲ့လို့တော့မရှိဘူးဒါပေမဲ့မသွားတဲ့နေရာကိုမသွားနဲ့မစားတဲ့အစားတောင်မစားနဲ့မပြောတဲ့စကားလေးကိုမပြောနဲ့ငါးလွတ်ပြီးရရအကောင်းဆုံးငါးလွတ်ပြီးနောက်တော့အောင်တပြေစပယ်ဘက်ခန်းကိုအညွန့်လေးအိမ်ရဖျားမှာကတ်လို့ပူဇော်ပြီးအဲ့လိုပြုလုပ်ပေးခြင်းဖြင့်ကောင်းကြီးမင်္ဂလာလေးတွေရရှိလိုက်မယ်ပေါ့နော်ဟုတ်ပါပြီဒါလေးကတော့နမေအစစကလုံးလေးနဲ့ Horizon Plus ရရပဲဖြစ်ပါတယ်အားလုံးလဲပေါ့နော်ဆင်မထက်တော်ရဲ့ဒီနမေအစစကလုံးနဲ့ပတ်သက်တဲ့ Horizon နဲ့ရရကိုလိုက်ပြီးတော့နားဆင်ပြီးတော့ဆင်မစီမှာဘေးနေမေးဖို့ညံပူစောကမတက်နိုင်သေးဘူးဆိုလို့ရှင်လဲရတယ်ဒါလေးလိုက်လို့ okay မယ်အဆင်ပြေမယ်ပေါ့နော်အားလုံးပဲချမ်းသာချမ်းသာပြီးပြောက်ပြီးကြပါစေရှင်